ဒီအမျိုးသမီးကသူ့ကလေးသုံးထားတဲ့သေးခံကိုပင်လယ်ထဲပစ်ချလိုက်ပါတယ်မထင်မှတ်ပဲအနံ့ဆိုးကြောင့်ငါးတွေအများကြီးရောက်လာတယ်ဒါကိုမြင်တော့သူမကအသက်ရှင်ဖို့မျှော်လင့်ချက်ရသွားပြီးဝက်ဦးလဲနဲ့မိန်းတစ်ခုလှုပ်လိုက်တယ်ဒါပေမဲ့ဘလောက်ပဲစူးစမ်းငါးတစ်ကောင်မှမမိပါဘူးစာလောင်မှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကြောင့်နောက်ဆုံးတော့ကွန်တိန်နာပေါ်မှာပဲသူမမေ့လဲကျသွားပါတယ်အဲ့ဒီအချိန်မှာလေရင်တစင်းဖြစ်ပြန်သွားတာကိုမြင်လိုက်ရတော့မျှော်လင့်ချက်ပြန်ရှင်လာတယ်ကွန်တိန်နာထဲအမြန်ပြန်ဝင် TV မှန်ကွဲစကိုယူပြီးလေရင်ကိုအလင်းပြန်ပြဖို့ကြိုးစားပါတယ်ဒါပေမဲ့လေရင်ကတော့ထွက်သွားခဲ့တယ်ဒီအချိန်မှာပဲသူမမျက်လုံးကနှစ်ချက်ကြိုးတွေစီရောက်သွားပြီးအကြံတစ်ခုရသွားတယ်နှစ်ချက်ကြိုးတွေကိုတုံးပြီးငါးဖမ်းပိုက်ကွန်အသေးလေးတစ်ခုသူမရက်လုတ်လိုက်ပါတယ်နောက်နေ့မနက်မှာတော့အဲ့ဒီပိုက်ကွန်ကိုပင်လယ်ထဲချကလေးရဲ့သေးခံကိုငါးစာအဖြစ်ထည့်လိုက်တယ်မကြခင်မှာပဲအနံ့ကြောင့်ငါးတွေထက်ရောက်လာတယ်ဒီတစ်ခါတော့အခွင့်အရေးကိုလက်လွတ်မခံပဲပိုက်ကွန်ကိုအမြန်ဆွဲတင်လိုက်တာငါးတချို့ဖမ်းမိသွားပါတယ်ရက်ပေါင်းများစွာငတ်မွတ်နေခဲ့ပြီးနောက်ဆုံးတော့သူမတို့စားစရာရသွားခဲ့ပါပြီနောက်ရက်တွေမှာလည်းဒီနည်းနဲ့ပဲဆက်ပြီးအသက်ဆက်ခဲ့ကြတယ်ဒါပေမဲ့ပြဿနာကကွန်တိန်နာထဲကိုရေတွေတဖြည်းဖြည်းဝင်လာတာပါပဲမကြခင်ရေအောက်ရောက်သွားနိုင်တာမို့အကူအညီရဖို့ SOS အရေးပေါ်စာတစ်စောင်ရေးပလတ်စတစ်ဘူးထဲထည့်ပြီးပင်လယ်ထဲပစ်ချလိုက်တယ်တယောက်ယောက်တွေ့ပါစီပေါ့ဒါပေမဲ့10ရက်တာကြာသွားတယ်ဘာတော့ပြန်မှုမှမရခဲ့ပါဘူးအခြေအနေကပိုဆိုးလာပါတယ်ရေတွေကသူတို့အိတ်တဲ့နေရာအထိမြုပ်လာလို့ကွန်တိန်နာအမိုးပေါ်ကိုကလေးနဲ့အတူတက်နေခဲ့ရတယ်ကွန်တိန်နာကြီးကလည်းတဖြည်းဖြည်းနစ်နေပြီလေအဲ့ဒီအချိန်မှာဇင်ရော်တကောင်လာနားတာကိုတွေးလိုက်ရလို့ကုန်းမြေနဲ့တိတ်မဝေးတော့ဘူးဆိုတာသူမသိလိုက်တယ်ဒါပေမဲ့ညရောက်တော့မုန်တိုင်းကြီးဝင်လာပြီးလှိုင်းလုံးကြီးတစ်ခုကကွန်တိန်နာကိုရိုက်ချလိုက်ပါတယ်မိခင်ဖြစ်သူဟာအစွမ်းကုန်စူးစမ်းပေမဲ့ကလေးလေးနဲ့ကွဲကွာသွားခဲ့ရတယ်သူမကကလေးနာမည်ကိုအော်ခေါ်ရင်းအတန်လေးများကြားရမလားဆိုပြီးရှာဖွေနေခဲ့တယ်ရုတ်တရက်ဝေလာငါးကြီးတစ်ကောင်ကသူ့မစီကိုကူးလာတယ်